ကျွန်တော်တို့ဒီ7ကားတွေပေါ့နော်ကားအကြီးတွေ truck ကားတွေရဲ့ auto gear နဲ့ကျွန်တော်မိတ်ဆက်ပြမှာပေါ့နော်အဲတော့ဒီဥစ္စာသူ့ရဲ့ display ဖြစ်ပါတယ် LED display ပေါ့နော်ကျွန်တော်ဒီကားတော့ Tata Dehu ကားဖြစ်တယ်ပေါ့နော်7ကား48နဲ့ပေါ့နော်ဘိန်းကအတင်ချနောက်ဘိန်းတွဲရတင်ချလုပ်လို့ရတာပေါ့နော်နောက်7နောက်တွဲရဘိန်းတွဲရအတင်ချ48နဲ့အတင်ချလုပ်လို့ရပါတော့တော့ဟိုခါလေးကြည့်ဆိုရင်ဘိန်းမြောက်ပြီးတော့မောင်းပေါ့နော်ဒီဝိတ်ပါတယ်ဆိုရင်ဘိန်းချိုင်မောင်းလို့ရပါတော့အဲ့လိုမျိုးတွဲပါအဲ့လိုမျိုးကားပေါ့နော်ခုဆိုရင်ဒီမှာတော့ဒုစားကအခုကျွန်တော်ဖွင့်ထားတာဟီတာအပူပေးတဲ့ဟာဖွင့်တာပေါ့နော်အောက်မှာတော့ဒီဟိုပါပါမယ်အဲကွန်ပါမယ်ဟိုကဆောင်းရသည်အရန်အေးတော့အဲကွန်ဖွင့်မထားဘူးပေါ့နော်ကျွန်တော်ဟီတာပေးတာပဲဖွင့်ထားပါတယ်အဲဒီဘက်ကတော့ record mine လေးပေါ့နော်ဒီအပူအေးရဲ့ကားပေါက်ထဲမှာရှိတဲ့အပူအေးရဲ့ record mine လေးဖြစ်ပါတယ်ခုဆိုရင်သူ့မှာဘာတွေပါမလဲဆိုရင်ဒီ back camera ပါမှာနော် back camera ပါမယ်ဒီကပြောချင်တာတော့ဒီက auto gear ပေါ့နော် auto gear ခုဆိုရင်ရိုးရိုးကားလေးတွေနဲ့အတူတူပဲပေါ့နော်တော်တော်လေးကိုတူပါတယ်ကားလေးတွေနဲ့ auto gear လည်း auto ချိန်သွားတယ် engine မိုင်းဆိုင်ရလည်း auto ချိန်သွားပါအဲ့လိုမျိုးခုကျွန်တော်ဒီမှုမှာထားပြီး auto မှုမှာထားပြီးတော့မောင်းရပါတော့ကျွန်တော်ပြပါမယ်ဒီဒိုင်ကွက်ထဲမှာပေါ့နော်ခုဆိုရင်ခုဆိုရင်ကြည့်ပါဒီမှာပါနော်ဒီ4တော့ auto device ဒီ4ဒီ3ပြောင်းပါနော်သူရဲ့ speed နှုန်းကိုကြည့်ပြီးတော့ engine ဘက်ကိုကြည့်ပြီးတော့မှသူကအာရုံခံပြီးတော့မှပြောင်းတော့ auto မှုပြောင်းတော့နော်ကျွန်တော် manual မှုလည်းပါတယ် manual မှုကြတော့ဒီကောင်လေးပေါ့နော်ဒီကောင်manual မှုပါလိုအပ်ရင် manual နဲ့လည်းမောင်းရအောင်နော်တော်များများတော့ auto နဲ့မောင်းတာများ manual နဲ့မမောင်းပါဘူးမောင်းလေးမောင်းထားမရှိ auto မှုနဲ့ပဲမောင်းတာများကားရဲ့စီစားနှုံးပါညာတော့အတူတူပါပဲဒီပုံမှန်မှာပဲသူရဲ့ engine အပိတ်ကြီးအားလုံးအခြား gear ကားတွေနဲ့အတူတူပဲမနော်ခုနောက်ပိုင်းဆိုရင်ကားတွေက auto gear တွေတော်တော်များလာကားအကြီးတွေauto gear တော်တော်များလာပေါ့နော်ဆိုရင် D3 ပြီး D4 ပေါ့နော်သူရဲ့အမြန်နှုံးမို့အာရုံခံပြီးတော့ပြောင်းသွားဖြစ်ပါတယ်ခုဆိုရင်ပရိနေလိုက် D5 ထိတက်လာပါတော့ခုဆိုရင်မီးပွိုင်းမီးနီလို့ရှင် short ရလိုက်D1 မှာရန်နေပါတော့ပြောမယ်ဆိုရင်ဒီကောင်က gear 8ချက်ထိပါတယ်ပေါ့နော်D6 D7 D8 ထိပါတယ်ခု D7 ထိတက်နေပြီခု60နှုန်းslow down နေရှိတော့အရှင်အပြန် short နေရတယ်ကျွန်တော်ဟိုနားလောက်ထိ8လောက်ထိတက်လောက်နေနေတော့နင်းကြည့်ပါနော်ဟို
ိုရှိမှလည်းပဲ high speed ကင်မရာရှိကီလိုမီတာ30ပဲခွင့်ပြုထားတဲ့ကင်မရာရှိတော့တိတ်မောင်းလို့မရဘူးဖြစ်နေရသလားတော့မောင်းကြည့်ပြီနော်ခုဆိုရင် D5 နဲ့တက်ထား D5 ဖြစ်နေပြီD6 ဖြစ်တဲ့ကင်မရာရှောက်သွားပြီမောင်းလို့မရတော့ဘူးအချိန်ပြန်ရှော့အဲ့တော့ဒီ CRI မှာလည်းဒီမှာဘူလုံးသီးပါအောင်နော်ဒီမှာဘောလုံးပါအောင်နော်လက်တစ်ဖက်ဟင်းနဲ့ပိုင်နိုင်မောင်းလို့ရအောင်သူတို့တက်ပိတ်ထားလက်တစ်ဖက်ဟင်းနဲ့ဒီမှာဒီနိုင်လက်တန်အနေနဲ့ဆိုရင်10နာရီအနေထားလောက်မှထားတာပါနော်ဘူလုံးကျွန်တော်ခွဲဘယ်မောင်းဆိုတော့ဘယ်ဘက်လက်နဲ့ကိုင်